မယုံနိုင်စရာကောင်းလောက်နီးပါပဲသူကဝက်ချန်အပြင်ဘက်မှာငါးကန်ကိုတူးပြီးတော့အလဲမှာငါးလူဝက်ချန်ထဲတိုက်ရိုက်ဝင်ရောက်နိုင်ဖို့အပေါက်သေးသေးလေးတစ်ခုခြံထားခဲ့ပါတယ်ဒီအေးအရင်ခံပူတွဲမွေးမြူဟေးစနစ်ကဘာတစ်ခုမှအလေးအလွတ်မရှိပါဘူးဝက်တွေရဲ့စားကျွင်းစားကြံတွေသူတို့စားတာနဲ့စွန့်ပစ်လိုက်တဲ့အရာအလုံးဟာငါးတွေကတဘာဝအစာအာဟာရဖြစ်လာပါတယ်ငါးတွေဟာရေထဲမှာလွတ်လွတ်လပ်လပ်ကူးခတ်ပြီး organic ဓာတ်ပေါင်းတိုင်းကိုစားသုံးကြပါတယ်။ဒါဟာရေကိုတန့်ရှင်းနေစေတဲ့တဘာဝစကားစနစ်လိုမျိုးလှုပ်ဆောင်ပေးပါတယ်ပေါ့။ဝက်တွေကလည်းရေထဲမှာအပူဒဏ်ကိုရှော့ချရုံမကပဲ fish spa လိုမျိုးပါရရှိပါတယ်ခင်ဗျာ။ဝက်တကောင်ကရာလို့ရေထဲမှာလဲအိတ်လိုက်တာနဲ့ငါးတွေဟာချက်ချင်းဝိုင်းအောင်လာပြီးအရေပြားပေါ်က insect တွေနဲ့အညစ်အကြေးတွေကိုတန့်ရှင်းပေးလိုက်ကြပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာပတ်ဝန်းကျင်ညဉ့်ညမ်းမှုကင်းပြီးတက်တောင့်တက်တာရှိတယ်လို့ကျမအေးနဲ့လည်းညီညွတ်ပါတယ်ဒီအပကန်လန်အကျိုးပြုကေဟာစနစ်ကပိုးမွားနဲ့အနှံ့ဆိုးတွေကိုရှော့ချပေးယုံထားမှကဝက်ချန်ကိုပိုမိုတန့်ရှင်းပြီးတည်ငြိမ်အောင်လည်းထိန်းသိမ်းထားနိုင်ပါတယ်လေသမားတွေအတွက်ကတော့ဒါဟာအစာအလေးအလင်းနေမယ်တန်ရှင်းရေးလုပ်ငန်းတွေတတ်တာမယ်ဝက်နဲ့ငါနှမျိုးလုံးကိုတစ်ချိန်နဲ့မွေးမြူနိုင်လို့အမြဲအစုံကိုပိုတိုးစေနိုင်ပါတယ်ခင်ဗျာရိုးရှင်းတဲ့စနစ်တစ်ခုတည်းနဲ့ပဲဂျေးဝါသူတွေဟာရေရှည်တည်တန်းတဲ့မွေးမြူရေးခြံကိုတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်